ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံရဲ့လက်ရှိအရေးကြီးဆုံးနိုင်ငံရေးသတင်းတွေကတစ်ခုဖြစ်တဲ့အောင်ဆန်းစုကြည်ပြန်လွတ်လာပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးအမှန်တကယ်ဖြစ်နိုင်ချေသတင်းအရင်းမြစ်များရဲ့ယုံကြည်စိတ်ချရမှုတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။နိုင်ငံရေးပညာရှင်တဦးရဲ့သုံးသပ်ချက်အရဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးမယ်ဆိုရင်ဒါဟာတာမန်လရေးမဟုတ်ဘဲနိုင်ငံရေးအပြောင်းအလဲကြီးတစ်ခုရဲ့အစဖြစ်နိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီပညာရှင်ကဆက်လက်ရှင်းပြရမှာဒီလိုလွှတ်ပေးခြင်းဟာနိုင်ငံတကာဖိအားပြည်တွင်းအခြေအနေနိုင်ငံရေးညှိနှိုင်းမှုတွေကြောင့်ဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်။တကယ်လို့လွှတ်ပေးခြင်းဖြစ်ပွားခဲ့မယ်ဆိုရင်ပြည်တွင်းနိုင်ငံရေးဆွေးနွေးမှုတွေပြန်လည်တက်ကြွလာနိုင်ပြီးနိုင်ငံတကာဆက်ဆံရေးတွေမှာလည်းအရေးကြီးတဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။အမေရိကန်၊ယူရောပနိုင်ငံများအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများကလည်းသူမကိုလွှတ်ပေးဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ကြတာကြောင့်ဒီကိစ္စဟာကမ္ဘာတဝန်းစောင့်ကြည့်နေတဲ့အရေးကြီးအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာအရေးကြီးဆုံးကတော့သတင်းမှန်မမှန်ကိုဘယ်လိုခွဲခြားမလဲဆိုတာပါပဲ။နိုင်ငံရေးပညာရှင်များကဆိုရှယ်မီဒီယာပေါ်ကသတင်းတွေကိုတစ်ချက်တည်းမယုံကြည်သင့်ကြောင်းသတိပေးထားပါတယ်။သတင်းတစ်ခုကိုယုံကြည်မယ်ဆိုရင်တရားဝင်သတင်းဌာနတွေနိုင်ငံတကာသတင်းအဖွဲ့အစည်းတွေယုံကြည်စိတ်ချရတဲ့ source တွေကိုစစ်ဆေးပြီးမှသာယုံကြည်သင့်ပါတယ်။လက်ရှိအခြေအနေအရဒီသတင်းဟာအတည်ပြုချက်မရှိသေးတဲ့အတွက်လူထုအနေနဲ့သတိထားပြီးစောင့်ကြည့်ဖို့လိုအပ်နေစေဖြစ်ပါတယ်။မဟုတ်ရင်သတင်းမှားများပုံမှုပြန့်နှံ့လာနိုင်ပြီးလူမှုရေးနဲ့နိုင်ငံရေးအပေါ်အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။အနှုတ်ချုပ်အနေနဲ့အောင်ဆန်းစုကြည်ပြန်လွတ်ပြီဆိုတဲ့သတင်းဟာလက်ရှိအချိန်ထိအတည်မပြုနိုင်သေးတဲ့သတင်းတစ်ခုသာဖြစ်နေပြီးနိုင်ငံရေးပညာရှင်များကလည်းသတိထားစောင့်ကြည့်ဖို့အကြံပြုထားပါတယ်။အနာဂတ်မှာဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့တရားဝင်သတင်းများကိုဆက်လက်စောင့်ကြည့်ရင်သိရှိနိုင်မှာဖြစ်ပါတယ်။ဒီလိုအရေးကြီးတဲ့နိုင်ငံရေးသတင်းတွေကိုဆက်လက်သိရှိလိုတယ်ဆိုရင် channel ကို subscribe လုပ်ပြီး bell icon ကိုနှိပ်ထားဖို့မမေ့ပါနဲ့။နောက်ထပ်သတင်းအသစ်တွေနဲ့ပြန်လည်တွေ့ဆုံပါမယ်။